Hello ဒီနေ့ကတော့ချုံချင်းကိုထမအောင်ဆုံးစရောက်တဲ့နေ့လေးပေါ့နော်။ Airport ကနေဆင်းလာနေ underground မှာ metro ကိုတန်းစီလို့ရတော့တော်လေးအဆင်ပြေပါတယ်။ပုံမှန်အဖြစ်တော့ metro စီးမယ်ဆိုရင်တော့ Alipay လို့ WeChat ကနေပြီးတော့ကုတ်ဖတ်ပြီးတော့ဒီဆက်လေးကိုဖြတ်ရတာပေါ့နော်။အဲ့တော့ဆက်ရောက်ချင်းဆိုတော့တိတ်ပြီးမသေးကြနဲ့ပြင်စက်ကနေပဲကက်ကလေးနဲ့ဖြတ်ခဲ့ပါတယ်။ metro ကအကွာဝေးနဲ့လိုက်ပြီးတော့ပေးရတယ်ပေါ့နော်။ပုံမှန်ကတော့1ရက်2ရက်ပဲကြာပါတယ်။ချုံချင်းမှာက metro လမ်းကြောင်းနေတအားများတော့ဘေးသွားတော်တော်လေးကိုအဆင်ပြေပါတယ်။အခုဆိုလေတက်ရမယ့်ဟိုတယ်နဲ့ဒီ metro gate နဲ့ကတော်တော်လေးနေတယ်။နည်းနည်းလေးလမ်းလျှောက်သွားတာနဲ့အဆင်ပြေတယ်ပေါ့နော်။နှစ်ယောက်စလုံးကလည်းတညလုံးလေစီးထားတာဆိုတော်တော်လေးဖိုက်စာနေပြီ။အဲ့ဒါနဲ့အထုပ်တွေတော့မှဟိုတယ်ကိုမချနိုင်ပဲနဲ့လမ်းမှာချုပ်ချင်းရှောင်မြက်ဒီခောက်ဆွဲကိုတွေ့ရတယ်ပေါ့နော်။မြင်ဆွဲခဲ့ပါတယ်။စစ်ချွန်းတဲ့နေရောဒီကလူတွေကလည်းတော်တော်လေးကိုအဆက်စားကြပါတယ်။ရင်းနှီးစားလို့ကောင်းပါတယ်။ဒီလိုမျိုးရိုက်တဲ့ဗီဒီယိုလေးอ่ะပေါ့နော်online ပေါ်မှာခက်စားနေရတယ်ရိုက်ကြည့်မင်းဆိုပြီးတော့ရော်ဖို့ရိုက်ခန့်လိုက်ပါတယ်ရလက်ကတော့မြင်နေတိုင်းပါပဲချုံချီမြို့ကို City of Mountain လို့ခေါ်ရဲပေါ့နော်သူ့မြို့ထဲမှာဆိုရင်တောင်တွေကတော်တော်များတယ်အိမ်တွေတရားရေဆိုတာလည်းဒီတောင်စောလိုက်စောက်ထားတာပေါ့နော်ကိုကမြင်းကြီးတက်မှာရှိနေပေမဲ့လည်းတခြားလူအတွက်အထက်မြင့်မှာရှိနေတဲ့ပုံစံမျိုးလည်းတွေ့ရတယ်ပေါ့နော်အခုဆိုရင်ကြည့်လိုက်ကိုကမြင်းကြီးတက်လို့ဖြစ်နေပြီးတော့အမှန်တော့မဟုတ်ဘူးအောက်မှာအထက်တွေအများကြီးရှိနေသေးတယ်ပေါ့နော်ချုံချင်းမြို့မှာဆိုရင်တရားပေါင်း2000ကျော်ရှိရတဲ့မှာမှဒီနီအောင်တရားကတော်တော်လေးကိုနာမည်ကြီးပါတယ်။သူကဟိုရောင်တော့ရဲ့ဒီမြန်ချင်းဆိုင်မှာရှိတယ်သူ့နာမည်ကတော့ချင်းစန်းနံပေါ့နော်အဲ့လိုမျိုးခေါ်ပါတယ်။အဲ့ဒီအောင်ဆိုရင်လာတဲ့လူတွေကလည်းတော်တော်များတယ်။ကိုယ့်ဘက်ကမှလည်းလူတွေအများကြီးပဲဒီဘက်ကမှလည်းလူတွေအများကြီးပဲပေါ့နော်။မြောင်စလုံးကဟိုလျှောက်သွားဒီလျှောက်သွားနေတော်တော်လေးကိုလမ်းလျှောက်လိုက်ရတယ်ပေါ့။ဘယ်လောက်တော့လျှောက်လိုက်ရလဲဆိုရင်စီးလာတဲ့ဖက်နှက်တော့ကွာသွားပါတယ်။အဲ့နဲ့ကွာတယ်ဆိုတော့ဒီဖက်နှက်ကိုကောက်ကတ်မယ်ပေါ့နော်။ကော်ဆိုင်ကလည်းတော်တော်လေးကိုလိုက်ရှာရတယ်အဲ့ရှာတွေ့လို့ကတ်ကြည့်တော့လည်းကောက်ကတ်မနေပါဘူး။ကန်ကောင်းကျင်တော့ရောက်နေတဲ့နေရာမျိုးလေးဖြစ်နေအောင်တော့အဲ့ဒါနဲ့အနည်းဆုံး Adidas ကိုဝင်မယ်ဆိုပြီးတော့ဝင်လိုက်ပါတယ်အချင်းကလည်းတော်တော်လေးနေပြီဆိုတော့သူတို့က site ပိတ်ဖို့တော့ပြင်ဆင်နေပြီပေါ့ဒါပေမဲ့ကိုရီးယားကိုကြည့်ပြီးတော့တနာတော့ကနေသူတို့လည်းပိတ်ဝင်ပါတယ်နောက်ဆုံးတော့အဆင်ပြေရပါတယ်နောက်ဆုံးမှာတော့ချုပ်ချင်းရောက်ရင်မဆမဖြစ်စားရမယ်ချုပ်ချင်း hot pot နဲ့အဆုံးတက်လိုက်ပါတယ်အားလုံးပဲ bye bye